ပြောပြမယ်နင်ပြောပါနေကကျမရင်မျိုးကကျမရင်လာစစ်ပေးတယ်လေတွေးလာစစ်ပေးရဲ့ဘေးအိမ်ကမတင်လာသူရအေးသူ့မျိုးသားကိုတောင်းအောင်ဘီသူ့ကလေးစစ်တော့လေဦးတယ်ဦးလာဒီနွားလေသူ့ခေါင်းရင်းအိမ်ကဦးဖို့မောင်နေဖြစ်တယ်ဆိုလားတတိကြားလေ ဘာပြန်ပြောကြည့်ဟောဦးဖို့မောင်လေစစ်ရောဦးတယ်ဦးအကြောင်းအဲ့တော့သူတောင်းဦးဖြစ်တာဒီဖို့မောင်လေဦးဖြစ်တာလည်းမြင်ရောတီးရောသူလူမျက်နှာလေးနဲ့ဆက်တာโอเคဒီဖြစ်တဲ့မှာရှိတဲ့မတ်တင်လာကလေးအိုပြလာတာမတ်တင်လာအေးသွေးဆိုပြီးမယ်မတ်တင်လာရဲ့မျိုးပိစာထဲမှာအေးသွေးနဲ့အိုသွေးမျိုးပိစာရှိနေမှာဖြစ်ပါတယ်အိုသွေးရဲ့မျိုးပိစာရဲ့သဘောကနမိုးခံတဲ့သဘောဖြစ်တာမလို့အခြားသွေးမျိုးစားနဲ့ရှင်ပြီးရှိနေရင်သူ့ရုပ်မဖော်ဘူးဒါကြောင့်မတ်တင်လာရဲ့သွေးဒီအေးသွေးပဲဖြစ်နေမယ်တိုးတော့မတ်တင်လာသွေးထဲမှာအိုကမြုပ်နေပြီဒီလိုပဲဒီကလေးရဲ့အဖေဖြစ်တဲ့ကိုတာမောင်ကလည်းပဲပြီးသွေးဆိုပြီးနဲ့သူ့ရဲ့သွေးမျိုးဗီဇထဲမှာအိုသွေးနည်းမြုပ်နေတာဖြစ်မှာအိုသွေးနည်းမြုပ်ပေမဲ့အိုရုပ်မဖော်ပါဘူးပြီးရုပ်ပဲဖော်တာပါဘာလို့လဲဆိုတော့အိုမျိုးဗီဇဟာလမိုးခံတဲ့မျိုးဗီဇမျိုးစားဖြစ်နေတော့ပါလမိုးတဲ့မျိုးဗီဇဖြစ်တဲ့ဘီသွေးရပဲရုပ်ဖော်တာပေါ့ဒါပေမဲ့ဒီရလာတဲ့ကလေးကြတော့မတင်လာစီကနေအိုမျိုးဗီဇရလာတယ်ခုနမြုပ်နေတဲ့မျိုးဗီဇရလာမယ်ကိုတာမောင်စီကနေမြုပ်နေတဲ့ကိုမျိုးဗီဇရလာတာမို့လို့ဒီကလေးကကိုမျိုးဗီဇနှစ်ခုရှင်ပြီးရှိနေတဲ့ကလေးဖြစ်တော့တာပေါ့နော်အဲ့ချိန်မှာအိုရုပ်ဖော်ပြီးတော့မှဒီကလေးအိုသွေးပြတာပေါ့ဒီသူရဲ့မျိုးသူတို့ရဲ့မီတာစုဇေဟာကိုကြည့်မယ်ဆိုရင်မတင်လာရဲ့အဖေနဲ့အမေဟာအီနဲ့အိုမျိုးအိုသွေးမျိုးဖြစ်မှာပေါ့ကိုတာမောင်ရဲ့အဖေနဲ့မေစီမှာကြတော့ဘီနဲ့အိုရှိမှာပေါ့ဒါကြောင့်မတင်လာဒီသူတို့အဖေမေစီကနေမျိုးဗီဇတစ်ခုစီရလာတော့ AO ဆိုမျိုးဗီဇရတယ်သူတို့ A သွေးပဲရုပ်ဖော်တယ်ကိုတာမောင်ကြတော့သူတို့ပြင်ပစီကနေ BO ဆိုတဲ့ယူပီစာရမယ်တပည့် BO ပဲပေါ်တယ်။ဒါပေမဲ့သူတို့ကလေးကြတော့ဒီမတင်လာတဲ့ကိုတာမောင်စီကနေ OO ဆိုပြီးတော့မှရလာတာမဟုတ်လို့ O ရုပ်ခေါ်တာပါ။အဆိုင်နဲ့ဥပိုးမောင်သွားပြီးတော့မှပြစ်တင်ကြတော့လိုဘူးပေါ့နော်။ဒီဖြစ်ပျက်ကိုနားလည်မယ်လို့ယူဆပါတယ်။နောက်ဗီဒီယိုမှာနောက်ဖြစ်ပျက်တစ်တွေနဲ့ပြန်တွေ့ကြမယ်နော်။ Bye